centripetal acceleration မှာရေးသွားတဲ့စာသားတွေနော်ကျွန်တော်တို့ကြည့်ရအောင် an object ဆိုတဲ့ဝတ္ထုတစ်ခုဟာ that moves in a circle at constant speed v ဆိုတော့ဒီဘောက an object ဆိုတဲ့အရာဝတ္ထုတစ်ခုဒီတဲ့အဲ့ဒီ constant speed v ကိန်းတဲ့အမြန် v ပမာဏနဲ့ in a circle စဝိုင်းပုံပတ်လန်းတစ်ခုစဝိုင်းပုံလမ်းကြောင်းအတိုင်း move ယူနေတယ်ဆိုရင်ကျွန်တော်တို့က is set to experience ကျွန်တော်တို့ကဘာပြောလို့ရလဲဆိုဒီအရာဝတ္ထုဟာ uniform circular motion ယူနေတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီဘောကဘာပြောလဲဆို uniform တတ်မှတ်တီးဖြစ်တော့ circular motion စဝိုင်းပုံကလေးယူနေရတယ်ဒီစာရောရဲ့အဓိပ္ပာယ်ဘာပြောလဲဆိုယူယူလေးရတော့ဆိုတော့လည်းဘာအရာဝတ္ထုတစ်ခုကတဲ့အောက်တဲ့အရာဝတ္ထုကအဲ့ဒီ circular motion ဆိုသူကစဝိုင်းပုံလမ်းကြောင်းနဲ့ယူ circular motion ဆိုတာကျွန်တော်တို့ကဘယ်လိုနားလည်ထားလဲဆိုတော့တကယ်လည်းစစားတယ်ကျွန်တော်တို့ပြောတယ် circular motion ကအမှတ်တနေရာကိုအရာဝတ္ထုတစ်ခုကစဝိုင်းပုံလမ်းကြောင်းနဲ့ပတ်အဲ့တော့ဘာပြောလဲအရာဝတ္ထုကအဲ့ဒီလိုမျိုး circular motion မှာ circular ပတ်တာနော်စဝိုင်းပုံလမ်းကြောင်းနဲ့သူကအဲ့လိုပတ်နေတဲ့အချိန်မှာသူတွားနေတဲ့အမြန်နှုန်းက constant speed ဖြစ်နေမယ်ဆိုရင်ပေါ့တွားနေတဲ့ speed ပမာဏက constant အင်းကြီးမပြောင်းဘူးနော်သူပတ်နေတဲ့အချိန်မှာမြန်သွားတာတွေနှိမ့်သွားတာတွေမရှိဘူးပုံမှန်လဲနေတာကိုကျွန်တော်တို့ constant speed ဟောတယ်အဲ့ဒီလိုမျိုးအရာဝတ္ထုတစ်ခုဟာအမှတ်တနေရာကိုဘိုးပြုတ်ပြီးတော့စဝိုင်းပုံလမ်းကြောင်းနဲ့သူယူနေတဲ့အချိန်မှာတကယ်လို့သာသူအဲ့လိုတွားနေတာက constant speed နဲ့တွားနေတယ်ဆိုရင်လည်းသူ့ရဲ့ရေလျာကိုသူ့ရဲ့ circular motion ကျွန်တော်တို့က uniform circular motion တတ်မှတ်တီးဖြစ်တော့စဝိုင်းပုံကလေးရေလျာခြင်းလို့ခေါ်ပါတယ်။နောက်တစ်ကြောင်းကြည့် the magnitude of the velocity remains constant အဲ့တော့သူအဲ့လိုတွားနေတဲ့အချိန်မှာ in this case အဲ့ဒီဖြစ်စဉ်မှာသူ့ရဲ့ဒီအရာဝတ္ထုရဲ့ magnitude of the velocity အလင်းပမာဏ remain constant ကိန်းနေဆိုတော့သူတွားနေပတ်နေတဲ့အချိန်မှာအလင်း velocity နဲ့ပတ်သက်လို့ကျွန်တော်တို့ကြည့်လိုက်ဟို speed ကတော့ကိန်းနေဖြစ်တယ်လို့ပြော velocity နဲ့ပတ်သက်လို့ကြည့်လိုက်ရင် velocity ကဆိုတော့ဒီနေရာမှာသူဒီလမ်းကြောင်းနဲ့ပတ်နေတဲ့အချိန်မှာသူ့ရဲ့ velocity ပမာဏကမပြောင်းဘူးလေဆိုတော့ speed ပမာဏမပြောင်းဘူး velocity ပမာဏမပြောင်းဘူးခုနကဘောကိုပြောတယ်ဆိုတော့သူပတ်နေတဲ့အချိန်မှာသူတွားနေတဲ့အချိန်မှာသူ့ရဲ့အလင်းနှီးသွားတာညံသွားတာမရှိဘူးနော်အလင်းများသွားတာအလင်းနည်းသွားတာမရှိဘူးညံလဲလိုက်ပြီးနှီးသွားတာအဲ့လိုလည်းမရှိဘူးပုံမှန်လဲနေတာကို constant speed နဲ့လဲတယ်လို့ပြောတယ်တနည်းအားဖြင့်အလင်းရဲ့ပမာဏကလည်းမပြောင်းလဲဘူးဆိုလို့ရှိရင်ဒါမှမဟုတ်ဒီဖြစ်ရမှာတဲ့ the magnitude of the velocity အလင်းရဲ့ပမာဏကလည်း remain constant ကိန်းပြီးဖြစ်အလင်းရဲ့ပမာဏကကိန်းပြီးဖြစ်တယ်ဗျာသူကနှိမ့်လိုက်နေတာမရှိဘူးသို့တော်လည်းပဲအမှတ်တိုင်းမှာရှိတဲ့အလင်းရဲ့900ကတော့နောက်လျှောက်ပြောင်းနေမှာလေဆိုတော့ဘောကဒါလေးကျွန်တော်တို့ရှစ်သင်ခန်းစာတွေပြောဆိုတော့ဒီမတ်လေးကိုရောက်ရင်အဲ့မတ်လေးမှာတန်းကျင်မြင့်ဆိုနောက်တစ်ပတ်ရောက်နောက်တစ်ပတ်မှာတန်းကျင်မြင့်ဆိုတန်းကျင်ဘလို့အမှတ်တိုင်းရဲ့ linear velocity ဒီအဝန်းမှာရှိတဲ့ velocity ပမာဏနောက်လျှောက်ပြောင်းတယ် sorry velocity ရဲ့900နောက်လျှောက်ပြောင်းတယ်အမှတ်တိုင်းမှာရှိနေတော့ linear velocity ဘူရဲ့ magnitude ကမပြောင်းဘူးသူပြောတာ magnitude constant ဖြစ်တယ်သူပြောတာဒါမှမဟုတ်ဘူးနှိမ့်လိုက်တယ်လည်းမရှိဘူးသို့တော်လည်းပဲအမှတ်တိုင်းမှာရှိတဲ့ velocity ရဲ့ direction ကတောက်လျှောက်ပြောင်းနေတယ်တောက်လျှောက်ပြောင်း velocity ရဲ့ direction ပြောင်းတယ်ဆိုတာ linear velocity ကိုပြောတာတော့ဒီနေရာမှာကျွန်တော်တို့ကတဲကွယ်နားလိုက်ဖို့လိုတယ်ဒါကြောင့် circular motion မှာဒီအဝန်းမှာသုံး linear displacement linear velocity linear acceleration ဒီဘဟုမှာသုံး angular displacement angular velocity angular acceleration အဲ့တော့ဒီဘဟုမှာဖြစ်တဲ့သုံးမျိုးရဲ့အဝန်းမှာဖြစ်တဲ့သုံးမျိုးဒီသုံးမျိုးစီအလုံး6မျိုးကျွန်တော်တို့တက်ကိုယ်မြင်နေဘူးတက်ကိုယ်သိနေတက်ကိုယ်ကျွန်တော်တို့ရှင်းနေဘူးလို့ဆိုတော့အခုသူပြောနေတဲ့ဟာကအဝန်းကိုပြောတယ်စရန်ဘောကအရာဝတ္ထုကစဝိုင်းပုံနဲ့လမ်းကြောင်းနဲ့ပတ်နေတဲ့အချိန်မှာသူ့ရဲ့ speed က constant ဒါဆိုရင်သူ့ကိုကျွန်တော်တို့က uniform circular motion လို့ပြောတယ်ဒါ
ဒါဆိုရင်အတွင်းနဲ့ဘဟုကိုနည်းနည်းလေးဝင်ကြည့်ပြီးပါ okay အဝန်းမှာရှိတဲ့ linear velocity ပေါ့နော်သူ့ရဲ့ magnitude က constant ဘဟုမှာရှိတဲ့ angular velocity ကလည်း constant ဆိုတော့အတူတူပဲဗျာသို့တော်လည်းပဲဘဟုကိုခဏတာအဝန်းကိုကျွန်တော်တို့ကြည့်တဲ့ကြည့်မယ်လေဆိုရင်အဝန်းမှာအရာဝတ္ထုဒီလိုပတ်ပြီးတွားနေတော့ speed ပမာဏက constant velocity ပမာဏကလည်း constant သို့တော်လည်းပဲဒီ velocity ရဲ့900ကတော့အမှတ်တိုင်းတော့ပြောင်းနေတယ်လို့ရေးလိုက်တာဟာ linear velocity ကိုပြောတယ်အဲတော့ကျွန်တော်တို့ဆက်ပြီးဖတ်ကြည့်လိုက် magnitude of the velocity ကတော့ remain constant in this case ဒီဖြစ်ရမှာ magnitude of the velocity က remain constant ဖြစ်တယ်သို့တော်လည်းပဲ but the direction of the velocity continuously change direction of the velocity ရဲ့900ဆိုတာကတော့ဗျာတဲ့ continuously change ဇက်တိုက်ပြောင်းတယ်တောက်လျှောက် continuously တောက်လျှောက်ဇက်တိုက်ပြောင်းလဲနေတယ် as the object moves around the sun ဝတ္ထုကစဝိုင်းပုံလမ်းကြောင်းအတိုင်းရွေ့နေတာဖြစ်တဲ့ကြောင့်ဒီဘက်မှာရှိတဲ့ direction ဒီကိုထိုးတာဒီတက်တယ်ဒါဒီမှလည်းကြောက်ရဒီဘက်ပြန်ထိုးတယ်ဒီတော့ကျရင်ဒီဘက်ပြန်ထိုးတယ်ဒီတော့ကျဟိုဘက်ပြန်ထိုးတယ်စက်ပြန်တောက်လျှောက်ပြန် circular motion မှာရှိတဲ့ linear velocity ရဲ့ magnitude က constant ဖြစ်တော့လဲပဲ direction တောက်လျှောက်ပြောင်းဒါလေးကိုနားလည်နော်ဆိုတော့ဒါဆိုရင် the change in direction of the velocity continues and acceleration ဆိုတော့ကဒီ velocity ရဲ့ direction change ပြောင်းနေခြင်းဟာဒါ continuous and acceleration အရှင်းရှိတယ်လို့ဆိုလိုချင်တယ်ညာနော်ဒါအရှင်းရှိအဲ့ဒါလေးရှိတော့စာသားလေးအတိတ်ပဲရှိဆိုတော့စာရဲ့ဘောင်တွေရတယ်တကယ် main concept ကိုချိန်အဲ့တော့အရှိန်ရဲ့သဘောသဘာဝကအရှိန်ဆိုတာတောင်းတန်းဘာတိတာအရှိန်ဆိုတာကအလင်းရဲ့ပြောင်းလဲသောလုံး v minus v naught by t အရှိန်တို့ဒီမှာအလင်းရဲ့ပြောင်းလဲသောအလင်းရဲ့ပြောင်းလဲသောအလင်းရဲ့ပြောင်းလဲသောလုံးဆိုတော့ဒါဆိုရင်အလင်းဆိုတာကဗတ်တာပြ magnitude ရှိတယ် direction ရှိဆိုတော့ magnitude ပြောင်းလဲအရှိန်ဆိုတာဖြစ်အလင်းရဲ့ direction ပြောင်းလဲအရှိန်ဆိုတာဖြစ်နှစ်ခုစလုံးပြောင်းလဲမှုဖြစ်နေတဲ့အရှိန်ဆိုတာရှိအဲ့တော့အရှိန်တို့ဒီမှာအလင်းရဲ့ပြောင်းလဲသောနှုန်းဖြစ်တဲ့အတွက်ကြောင့်အလင်းပမာဏပြောင်းလဲအရှိန်ဆိုတာရှိတယ်အလင်းရဲ့900ပြောင်းလဲအရှိန်ဆိုတာရှိတယ်အလင်းရဲ့ပမာဏရော900ရောနှစ်ခုစလုံးပြောင်းလဲအရှိန်ဆိုတာရှိတယ်ဆိုတော့ဒါဆိုရင်သူကပြောတာဒီ circular motion သူက linear velocity ရဲ့ magnitude က constant ဖြစ်နေပေမဲ့လို့ direction ဆိုတဲ့900တော့ရှောက်ပြောင်းနေတယ်တဲ့ဒါကြောင့်ဘုလို့သူပြောနေတဲ့လူကအလင်းရဲ့ direction ပြောင်းတယ်ဆိုတာတော့ခင်ဗျာ continuous ဒါဟာ an acceleration ဒါအရှိန်ရှိနေတယ်လို့ဆိုလိုတာနော် theory ဆွဲတွန်းချက်နောက်တစ်ပါဆက် thus object revolving in the sun is continuously accelerated ဝတ္ထုတစ်ခုဟာအဲ့စဝိုင်းပုံတဲ့ revolving လက်ပတ်နေတဲ့အခါမှာ is continuously accelerated တောက်လျှောက်အရှိန်ဆိုတာရှိနေတယ် even when the speed remains constant speed ပမာဏက constant ဖြစ်နေပေမဲ့လို့ speed ဆိုတာ magnitude of velocity ဗျာ instantaneous သဘောမှာတော့ဒီမှာရှိတဲ့ဆရာတို့ linear တွေမှာနော်ဟိုဘယ်လိုပြောမလဲ distance and displacement တူနေတယ်ဆိုတော့ speed နဲ့ velocity ရဲ့ magnitude instantaneous သဘောမှာ magnitude ကတော့တူဆိုတော့ကတော့သူက speed လို့သုံးလိုက် magnitude of the velocity လို့သုံးလိုက် magnitude of the velocity လို့သုံးလိုက် speed လို့သုံးလိုက်ဒါတို့တောင်းသားတွေနေနဲ့ဘယ်လိုပြောမလဲဟိုအမြင်မရှုပ်စေချင်ဘူးဒါတော့ speed လို့သုံးတယ်နဲ့ magnitude of the velocity လို့သုံးတာက instantaneous သဘောမှာတူတူပဲ instantaneous ဆိုတဲ့ရုပ်ချီးလျက်ပြည့်ရွေလျားတဲ့ကွာဝေးလေးတိတိလေးဒီမှာ distance ပမာဏနဲ့ displacement ပမာဏနဲ့အတူတူပဲဆိုတော့ speed နဲ့ velocity ကအတူတူဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒါကြောင့်မလို့သူက speed လို့သုံးရတဲ့ magnitude နဲ့ velocity လို့သုံးရတဲ့နှစ်မျိုးသုံးနော်ဆိုတော့
An object revolving in its circle is continuously slanted.